ခုံယူပွဲရာမြန်မာလူမျိုးတွေအကြောင်းမြန်မာသမိုင်းအကြောင်းပြောပြပေးချင်ပါတယ်မြန်မာလူမျိုးဖြစ်ပြီးတော့မြန်မာသမိုင်းမသိဘူးဆိုရင်မြန်မာလူမျိုးဖြစ်ရကြိုးမနှက်ဘူးလို့ဘဟုတုတအနေနဲ့ကျွန်တော်တင်ပြချပေးချင်ပါတယ်မြန်မာလူမျိုးတွေမပေါ်ပေါက်ပြီးကဘာဦးအစောပိုင်းတွေကလူသားရဲ့လို့မပေါ်ပေါက်ပြီးအချိန်လူသားဖြစ်ပင်မျိုးဆက်လူဖြစ်တော့မဲ့မြောက်ကနေလူကနေပြောင်းတော့မဲ့မျိုးဆက်ဖြစ်တဲ့ဒီ climate ကြောက်ဖြစ်ရုပ်ကျွင်းကိုကျွန်တော်တို့ဂံကောမြို့နယ်ကြောမြို့အနီးကပုံတောင်ပုံညာတောင်တန်းမှာစတင်တွေ့ရှိခဲ့ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေမဖြစ်လာခင်လူသားရဲ့လို့မဖြစ်လာခင်အချိန်မှာအဲ့ဒီနေရာမှာလူဖြစ်မဲ့မြောက်တစ်ပိုင်းလူတစ်ပိုင်းလူသားတွေဟာအဲ့ဒီမှာတဲကမြန်မာနိုင်ငံမှာအခြေချနေထိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားကိုစတင်တွေ့ရှိခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာထူထပ်ပေါ်များစွာတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်မလို့ကမ္ဘာပေါ်မှာမျိုးနွယ်လူသားမျိုးနွယ်စတင်ပေါ်ပေါက်လာတဲ့နေရာဟာမြန်မာနိုင်ငံဆိုတာကိုအခိုင်အမာနဲ့ကမ္ဘာကယုံကြည်လက်ခံခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာလိုခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကကြောက်ခစ်တဲကရေးဆွဲထားတဲ့ဂူနန်ရဲ့ပကြီးလက်ရာတွေကိုရှမ်းပြည်နယ်ရွာငံမြို့နယ်မှာရှိတဲ့ဗရလင်းလှိုင်ကူတွေကမ်းပါးနီလှိုင်ကူတွေမှာတွေ့ရှိခဲ့ရပါတယ်ပြီးတော့လေဖဲကုံမြို့နယ်မှာရှိတဲ့လွယ်ဝင်းကူဆိုတဲ့လှိုင်ကူထဲမှာလည်းကြောက်ခစ်ကအသုံးပြုခဲ့တဲ့ကြောက်လက်နက်တွေတွေ့ရှိခဲ့ရပါတယ်တောင်ကြီးအေးသာယာမှာရှိတဲ့မုံတဝကူနဲ့ကလောမြို့နယ်ကမြင်းမထိလှိုင်ကူတွေမှာဆိုရင်အဲ့ဒီရှေးခေတ်ကြောက်ဖြစ်ရုပ်ကျွင်းတွေကြောက်ခေတ်ကလက်နက်တွေများစွာအထောက်အထားတွေ့ရှိခဲ့ရပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာ primate လို့ခေါ်တဲ့လူသားမဖြစ်ခင်အချိန်တည်းကအခုအထိကြောက်ခေတ်ကြေးခေတ်တန်ခေတ်နဲ့ပြူခေတ်ပကံခေတ်ခေတ်ဆက်ဆက်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူသားတွေစတင်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဘက်ကမွန်မျိုးနွယ်တွေဟာမြန်မာနိုင်ငံရဲ့အောက်ပိုင်းကို BC 900လောက်ထဲကစတင်ဝင်ရောက်နေထိုင်ခဲ့ကြတယ်လို့သမိုင်းအထောက်အထားတွေမှာတွေ့ရှိခဲ့ရပါတယ်အရှေ့တောင်အာရှနိုင်ငံမှာထေလဝါဒဗုဒ္ဓဘာသာကိုအစောဆုံးကိုးကွယ်ခဲ့တဲ့သူတွေဟာမွန်လူမျိုးတွေပဲဖြစ်ပါတယ်ပြူခေတ်ကိုရောက်လာတဲ့အခါပြူလူမျိုးတွေဟာအေယာဝတီမြို့ဝန်းတက်လျှောက်မှာမြို့တွေကိုတီထောင်ပြီးနေထိုင်ခဲ့ကြပါတယ်စစ်အင်အားတွေကလည်းအလွန်တောင့်တင်းခဲ့ကြပြီးပြူလူမျိုးတွေဟာအဲ့ဒီအချိန်ကတရေခက်တရာဆိုတဲ့မြို့ကိုတီထောင်ခဲ့ကြပါတယ်တရေခက်တရာဟာအိန္ဒိယနဲ့တရုတ်နိုင်ငံတို့ရဲ့ကုန်သွယ်လမ်းကြောင်းပေါ်မှာတည်ရှိတဲ့အတွက်ကြောင့်အလွန်ပဲကြွယ်ဝချမ်းသာခဲ့တဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့ကြပါတယ်696ခုနှစ်မှာတော့အကြောင်းအမျိုးမျိုးကြောင့်တရေခက်တရာမြို့ကိုစွန့်ခွာပြီးတော့မြောက်ဘက်မှာရှိတဲ့ပကံဒေသကိုအပြူလူမျိုးတွေပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်ပြောင်းရွှေ့နေထိုင်လာခဲ့ကြတဲ့ပြူလူမျိုးတွေဟာအဲ့ဒီဒေသမှာရှိတဲ့ဗမာလူမျိုးတွေနဲ့ပူးပေါင်းနေထိုင်ကြပြီးတော့900စုလောက်မှာပကံဒေသမှာပကံမြို့ကိုစတင်တည်ထောင်ခဲ့ပါတယ် AD 846ခုနှစ်မှာတော့အင်အားတောင့်တင်းတဲ့မင်းနေပြည်တော်ပကံမြို့ကြီးကိုတည်ထောင်ခဲ့ကြပါတယ်1044ကနေပြီးတော့1089ခုနှစ်မှာနတ်တက်ခဲ့တဲ့အနောယထမင်းဟာအရှိတောင်အာရှရဲ့ဒေသတော်တော်ကျယ်ကျယ်ဝန်းဝန်းကိုပကံနေပြည်တော်ကနေထိန်းချုပ်နိုင်ခဲ့ကြပါတယ်ပထမမြန်မာနိုင်ငံအင်ပါယာကြီးကိုလည်းအဲ့ဒီလက်ထက်ကစတင်ထူထောင်ခဲ့ကြပါတယ်1200ခုနှစ်လောက်မှာကူပရိုင်ခန့်ဆိုတဲ့မွန်ဂိုလူမျိုးတွေကပကံနေပြည်တော်ကိုသိမ်းပိုက်ခဲ့ကြပါတယ်1364ခုနှစ်မှာတော့အင်းဝဘက်မှာနေပြည်တော်အသစ်စတင်တည်ထောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကမြမယဉ်ကျေးမှုတွေဟာရွှေရောင်လွှမ်းခဲ့တဲ့ခေတ်အချိန်အခါလည်းဖြစ်ခဲ့ဦးပါတယ်1528ခုနှစ်မှာတော့ရှမ်းလူမျိုးတွေကအင်းဝကိုစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်မွန်လူမျိုးတွေကပဲခူးဘက်မှာလည်းသူတို့အခြေချနေထိုင်ပြီးပဲခူးတဝိုက်မှာ
သိမ့်ပိုက်ရယူခဲ့ပါတယ်အဲ့ဒီအင်းဝါကထွက်ပြေးလာတဲ့ဗမာလူမျိုးတွေဟာ1532ခုနှစ်မှာတောင်ငူမြို့မှာနေပြည်တော်ကိုစတင်တည်ထောင်ခဲ့ပါတယ်တပင်ရွှေထီးရဲ့အုပ်ချုပ်မှုအောက်မှာမြို့တည်နေထိုင်ခဲ့ကြတယ်လို့သိရှိခဲ့ရပါတယ်ဒုတိယမြန်မာနိုင်ငံအင်ပါယာကြီးကိုစတင်ထူထောင်ခဲ့ပြီးဘုရင်တော်မင်းတရားကြီးလက်ထက်မှာတော့မရိပူဒဇင်းမယ်အယုဒ္ဓယအထိသိမ့်ပိုက်နိုင်ခဲ့ပြီးမြန်မာအင်ပါယာကြီးဟာအလွန်ကြီးမားတဲ့အင်ပါယာကြီးတစ်ခုကိုထူထောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အတွင်းသဘုံတစ္ဆပေါက်တွေကြောင့်တောင်ငူနေပြည်တော်ကြီးကြာရှုံးခဲ့ရပါတယ်1613ခုနှစ်မှာတော့အနောက်ဖက်လွန်မင်းကအင်းဝကိုပြန်လဲထူထောင်ခဲ့တော်လဲပဲ1952ခုနှစ်မှာပြည်သစ်တွေရဲ့အကူအညီတွေနဲ့မွန်လူမျိုးတွေကပြန်လဲထကြွပုံကန်ကြတဲ့အတွက်နေပြည်တော်ကြီးကြာဆုံးခဲ့ရပြန်ပါတယ်1952ခုနှစ်မှာပဲအလောင်းဖယားကကုန်းပေါင်မင်းဆက်ကိုစတင်ထူထောင်ခဲ့ပါတယ်တတိယမြန်မာအင်ပါယာကြီးကိုထပ်မံပြန်လဲထူထောင်ခဲ့ပါတယ်1968ခုနှစ်မှာမြေတူးမင်းသားကအယုဒ္ဓယမြို့ကိုသိမ့်ပိုက်ရယူခဲ့ပြီးတော့ထိုင်းနိုင်ငံကယဉ်ကျေးမှုတွေဟာမြန်မာနိုင်ငံအတွင်းမှာတော်တော်လေးလွှမ်းမိုးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတရုတ်ပြည်မှာရှိတဲ့ရှင်မင်းဆက်ကဘုရင်ဟာမြန်မာအင်ပါယာကြီးအင်အားကြီးလာတာကိုစိုးရိမ်ပြီးတော့1965ကနေ1969အထိတရုတ်မြန်မာစစ်ပွဲကြီးကို၄ချိန်တိုင်တိုင်ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပေမဲ့လည်းမအောင်မြင်ဆုံးရှုံးခဲ့ရရှုံးပြီးထွက်ပြေးခဲ့ကြပါတယ်နောက်ပိုင်းမှာတော့အယုဒ္ဓယကိုထပ်မံဆွတ်လွတ်လိုက်ရပြီးမြဲရခိုင်နဲ့တနင်္လာရီကိုတော့အဲ့ဒီအချိန်တုန်းကသိမ့်ပိုက်ရရှိခဲ့ပါတယ်1824ခုနှစ်မှာတော့ဘာကြီးတော်မင်းတရားလက်ထက်မှာအိန္ဒိယနိုင်ငံကိုသိမ့်ပိုက်ထားတဲ့အင်္ဂလိပ်လူမျိုးတွေနဲ့ထိစပ်နေတဲ့အာသံပြည်နယ်ကိုစစ်သူကြီးမဟာဗန္ဓုလကိုစေလွှတ်ပြီးသိမ့်ပိုက်ခိုင်းခဲ့တဲ့အတွက်1826ခုနှစ်မှာအင်္ဂလိပ်နဲ့မြန်မာစစ်ပွဲကြီးစတင်ဖြစ်ပေါ်ခဲ့ပါတယ်1826ခုနှစ်မှာတော့မြင်းကြံမြို့နာကရန်နမိုးရွာမှာစစ်ပြေငြိမ်းခဲ့ပြီးရခိုင်နဲ့တနင်္လာရီကိုအင်္ဂလိပ်လက်သို့ထိုးအပ်ပေးခဲ့ရပါတယ်1852ခုနှစ်မှာတော့တာယာဝတီမင်းကအင်္ဂလိပ်အရာရှိတချို့ကိုဖမ်းဆီးလိုက်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကြီးစတင်ဖြစ်ပေါ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတော့အေယာဝတီပဲခူးရန်ကုန်တို့ကိုအင်္ဂလိပ်လက်ပေးအပ်ခဲ့ရပါတယ်1885ခုနှစ်တီဘောဘုရင်ရဲ့လက်ထက်မှာတော့ဘုရင်ရဲ့ခွင့်ပြုချက်နဲ့လုတ်ကင်နေတဲ့ဘုံဘေဘာမာကုမ္ပဏီကတစ်တွေခိုးထုတ်ပြီးတော့အခွန်ပေးရမှာကိုအခွန်ရှောင်တဲ့အတွက်ကြောင့်တီဘောမင်းကဘုံဘေဘာမာကုမ္ပဏီကိုဒဏ်ရိုက်အရေးယူတဲ့အတွက်အင်္ဂလိပ်တွေကအခွင့်အရေးရယူပြီးဒါကိုမကျေနပ်လို့ဆိုပြီး1885ခုနှစ်နိုဝင်ဘာလမှာရက်သက်တစ်ပတ်နှစ်ပတ်လောက်ပဲကြာမြင့်ပြီးမြန်မာနိုင်ငံတနိုင်ငံလုံးကိုသိမ့်ပိုက်ရယူခဲ့ပါတယ်တီဘောဘုရင်ကိုလည်းသူ့မိသားစုတွေနဲ့အတူအိန္ဒိယနိုင်ငံရတနာဂီရိမြို့ကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်အခုအချိန်မှာကျွန်တော်တို့နိုင်ငံမှာပြည်တွင်းစစ်ကြီးဖြစ်နေတဲ့အတွက်အိမ်နီးနားချင်းနိုင်ငံတွေကကျွန်တော်တို့နိုင်ငံကိုမခန့်လေးစားစကားမျိုးပြောဆိုတာတွေမထိတိပြောဆိုတာတွေဂရုမစိုက်စော်ကားတာတွေဒီအချိန်မှာခံစားနေရပါတယ်ကျွန်တော်တို့ဘိုးဘွားတွေအသက်များစွာပြီးရယူခဲ့ရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုပြန်လဲတည်တံ့ဖို့နှစ်ပေါင်းထောင်ချီရာချီတို့ရှိဖို့အတွက်ကျွန်တော်တို့အားလုံးထိမ့်သိမ့်ကြမယ်တာဝန်ရှိပါတယ်ခင်ဗျာကျွန်တော် channel လေးကိုကြိုက်ရင် follow လေးပေးကြပါအားလုံးကြက်ပါပြီးရန်သူမျိုး၅ပါးအန်တရာကကင်းဝေးကြပါစေခင်ဗျာ